သိပ္ပံသမိုင်းမှာတော်တဆရှာဖွေတွေ့ရှိခဲ့တဲ့အရာတွေအများကြီးရှိပါတယ်။အဲဒီထဲမှာသိပ္ပံလောကကြီးတစ်ခုလုံးကိုတော်လှန်ပြောင်းလဲပစ်ခဲ့တဲ့ရှာဖွေတွေ့ရှိမှုကြီးတစ်ခုရှိခဲ့ပါတယ်။ဒီမတော်တဆရှာဖွေတွေ့ရှိမှုကနေစလို့နျူကလ িয়ার စွမ်းအင်တွေနျူကလ িয়ার ဆေးပညာတွေနောက်ဆုံးလူသားမျိုးနွယ်တစ်ခုလုံးကိုပြာကျသွားစေနိုင်တဲ့နျူကလ িয়ার ဘုံးတွေအထိပေါ်ပေါက်လာခဲ့တာပါ။ဒါဟာသိပ္ပံလောကရဲ့သမိုင်းဝင်ခမ်းနားတဲ့တွေ့ရှိမှုကြီးတစ်ခုပါပဲ။ဒီလောက်ခမ်းနားတဲ့အရာကိုမတော်တဆတွေ့ခဲ့တာလို့ပြောရင်ခင်ဗျားတို့ယုံကြမလား။တကယ်ဖြစ်ခဲ့တာပါ။ဒီနေ့ဗီဒီယိုမှာတော့ဒီစိတ်ဝင်စားစရာအကြောင်းအရာလေးကိုပြောပြပေးသွားပါမယ်။1895ခုနှစ်မှာသိပ္ပံလောကကိုတုန်လှုပ်သွားစေခဲ့တဲ့သတင်းတစ်ခုထွက်ပေါ်လာခဲ့ပါတယ်။အဲ့ဒါကတော့ဂျာမန်ရူပဗေဒပညာရှင်ဝီဟန်ကွန်ရတ်ရော့ဂန်ကအစ္စရေးရောင်ကြီးကိုရှာဖွေတွေ့ရှိခဲ့တာပါ။ဒီတွေ့ရှိမှုကအဲ့ဒီခေတ်ကသိပ္ပံပညာရှင်တွေကြားထဲမှာအတော်လေးရက်ထသွားခဲ့ပါတယ်။ဘာလို့လဲဆိုတော့ရောင်ကြီးတစ်ခုဟာအရာဝတ္ထုတွေကိုဖောက်ထွက်သွားနိုင်တယ်ဆိုတော့အရင်ကဘယ်သူမှမမြင်ဘူးမကြားဘူးခဲ့ကြလို့ပါပဲ။ဒါကြောင့်သိပ္ပံပညာရှင်တွေကဒီအစ္စရေးရောင်ကြီးအကြောင်းကိုအတော်လေးစိတ်ဝင်စားသွားကြပြီးတော့လူသားတွေမျက်စိနဲ့မမြင်နိုင်တဲ့တခြားသောရောင်ကြီးတွေရှိနေဦးမလားဆိုပြီးစူးစမ်းကျင်စိတ်တွေပေါ်ပေါက်လာခဲ့ကြပါတယ်။အဲ့ဒီပညာရှင်တွေထဲမှာပန်ဟီဘကရဲဆိုတဲ့ပြင်သစ်နိုင်ငံကယူပဗေဒပညာရှင်တယောက်လည်းပါဝင်ပါပဲ။ဒီတော့ဘကရဲလည်းစမ်းသပ်မှုတွေစပြီးလုပ်ပါတော့တယ်ဘကရဲဟာရေဒီယိုသတိကြွမှုကိုရှာဖွေဖို့လေ့လာနေခဲ့တာတော့မဟုတ်ပါဘူးသူလေ့လာနေတာက fluorescence လို့ခေါ်တဲ့အလင်းပြန်ထုတ်ပေးတဲ့ဂုဏ်သတ္တိအကြောင်းပါ fluorescence ဆိုတာကအရာဝတ္ထုတစ်ခုကအလင်းရိုက်ခတ်ခံရတဲ့အခါအဲ့ဒီအလင်းကိုစုပ်ယူပြီးတော့ချက်ချင်းအလင်းပြန်ထုတ်ပေးတဲ့ဂုဏ်သတ္တိကိုပြောတာပါချို့တော့ uranium source ဒီမှာဒီလိုမျိုးဂုဏ်သတ္တိရှိတာကိုဘကရဲကကောင်းကောင်းသိထားပါတယ်ဒါကြောင့်သူကယူရေနီယံကပြန်ထုတ်ပေးတဲ့အလင်းထဲမှာ X-ray လိုမျိုးမမြင်နိုင်တဲ့ရောင်ကြီးတစ်မျိုးမျိုးပါနေနိုင်တယ်ဆိုပြီးတော့ hypothesis ထုတ်လိုက်ပါတယ်။ဒီနေ့မှာတော့သူကဒီ user ကိုသက်သေပြဖို့အတွက်စမ်းသပ်မှုတစ်ခုစလုပ်ပါတော့တယ်။တပုံဖလင်ပြားတစ်ခုကိုယူလိုက်တယ်။ပြီးတော့အလင်းတိုက်ရိုက်မထိအောင်လို့ဖလင်ပြားကိုစက္ကူအမဲနဲ့လုံအောင်ပိတ်လိုက်ပါတယ်။အဲဒီစက္ကူအမဲပေါ်မှာတော့ uranium crystal တွေကိုတင်လိုက်ပါတယ်။ Becquerel တွေးထားတာက uranium တွေကိုနေအောင်အောက်မှာထားလိုက်ရင်နေအောင်ကြီးကိုစုပ်ယူမယ်ပြီးရင်အလင်းပြန်ထုတ်မယ်။အဲဒီပြန်ထုတ်တဲ့အလင်းထဲမှာ X-ray လိုမျိုးမမြင်နိုင်တဲ့ရောင်ကြီးတွေပါခဲ့ရင်စက္ကူအမဲကိုဖောက်ပြီးတော့တပ်ပုံဖလင်ပြားပေါ်မှာအရေးလာတင်မယ်ဆိုပြီးစမ်းသပ်ခဲ့တာပါ။ဒါပေမဲ့ကန်ဆိုးကျင်တော့စမ်းသပ်မဲ့နေ့မှာပဲ Paris မြို့မှာမိုးမောင်နေကြအိမ်တွေထူထပ်ပြီးတနေ့ကုန်နေမထွက်ခဲ့ပါဘူး။နေမထွက်တော့ Becquerel လည်းစမ်းသပ်မှုကိုဆက်ပြီးလုပ်လို့မရတော့ဘူးပေါ့။ဒါနဲ့စမ်းသပ်လက်စပစ္စည်းတွေကိုစပွဲအန်ဆဲထဲမှာထည့်ပြီးတော့တင်ထားလိုက်ပါတယ်။ရက်နှင်းငယ်စက်တိုက်နေရမထွက်တာနဲ့သူလည်းဒီပစ္စည်းတွေအကြောင်းကိုမေ့သွားခဲ့ပါတယ်။ရက်တန်ကြာမှာအန်ဆွဲတွေကနေပစ္စည်းကိုပြန်ထုတ်ကြည့်တဲ့အခါမဖြစ်နိုင်တာတခုကိုသွားတွေးလိုက်ရတော့တာပါပဲ။ဘာလို့လဲဆိုတော့အန်ဆွဲထဲမှာပိတ်လောင်ထားလို့နေအောင်ကြီးနဲ့လုံးဝထိတွေ့ခွင့်မရတဲ့ uranium crystal စက္ကူအမဲကိုဖောက်ပြီးတော့တပုံဖလင်ပြားပေါ်မှာသူ့ရဲ့ပုံရိပ်ကိုထင်ထင်ရှားရှားကြီးသွားထင်နေခဲ့တာပါဒါဟာသူမူလကစဉ်းစားထားတဲ့ hypothesis ကမှားယွင်းနေကြောင်းသက်သေပြလိုက်တာဖြစ်တယ်လို့ဒီထက်ပိုပြီးအောဖို့ကောင်းတဲ့အမှန်တရားတစ်ခုကိုဖွင့်ဟလိုက်တာလည်းဖြစ်ပါတယ်တကယ်တော့ uranium ဟာပြင်ပကနေအောင်ကြီးကိုစုပ်ယူပြီးတော့တိုးလောင်ထားတာမဟုတ်ပါဘူးပြင်ပကလာတဲ့စွမ်းအင်တစ်ခုကြောင့်လှုံ့ဆော်ခံရလို့လင်းထုတ်ပေးတာမျိုးလည်းမဟုတ်ပါဘူးသူကသာသူကိုယ်ပိုင်စွမ်းအင်နဲ့ရောင်ကြီးတွေကိုအဆက်မပြတ်ထုတ်လွှတ်ပေးနေတာပါဒါဟာအရင်ကသိပ္ပံပညာရှင်တွေတခါမှစိတ်ကူးတော့မရင်ဘူးတဲ့ဖြစ်စဉ်ကြီးတစ်ခုပါပဲဒီရှာဖွေတွေ့ရှိမှုမတိုင်ခင်ကသိပ္ပံပညာရှင်တွေကအတန်းဆိုတာထပ်မံခွဲခြမ်းစိတ်ဖြာလို့မရတဲ့တည်မြဲနေတဲ့အရာလို့ယာစုနှစ်ပေါင်းများစွာလက်ခံယုံကြည်ထားခဲ့ကြတာပါဒါပေမဲ့ဘက်ဂရဲရှာဖွေတွေ့ရှိမှုကြောင့်ဒီယုံကြည်ချက်ကြီးကပြိုလဲသွားခဲ့ပါတယ်။အတန်တွေကတည်ငြိမ်နေတာမဟုတ်ဘဲအမြဲတမ်းတုံ့ပြန်လှုပ်ရှားနေတဲ့သဘောရှိနေတာပါ။အဲဒီကနေမှအလွန်မင်းအားကြီးတဲ့စွမ်းရည်တွေကိုထုတ်လုပ်နိုင်စွမ်းရှိတယ်ဆိုတာကိုသိလိုက်ရပါတော့တယ်။ဒီရိုးရှင်းလာတဲ့အန်ဆွဲတွေကစမ်းသပ်မှုလေးတစ်ခုကနေပဲသိပ္ပံပညာရဲ့နယ်ပယ်အသစ်တစ်ခုဖြစ်တဲ့နျူကလ িয়ার ယူပဗေဒတကားကိုဖွင့်လှစ်ပေးလိုက်တာပါ။1903ခုနှစ်အရောက်မှာတော့ပန်ဟီဘကရဲဟာဒီရေဒီယိုသတ္တိကြွမှုကိုရှာဖွေတွေ့ရှိခဲ့မှုအတွက်မာရီဂျူရီတို့ဇနီးမောင်နှံနဲ့အတူယူပဗေဒဆိုင်ရာနိုဘယ်ဆုကိုပူးတွဲပြီးတော့ရရှိခဲ့ပါတယ်။ကဲလို့သာဘကရဲသာအဲ့ဒီစမ်းသပ်မှုကိုမတော်တဆမလုပ်ပြစ်ခဲ့ဘူးဆိုရင်မာရီဂျူရီတို့ဇနီးမောင်နှံရဲ့နောက်ဆက်တွဲသုတေသနတွေလူတာဖို့ရဲ့အတမ်မော်ဒယ်တွေဒါတွေပေါ်လာဖို့အများကြီးနောက်ကျသွားမှာပါ။ဒါ့အပြင်နျူကလ িয়ার စွမ်းအင်တွေအကြောင်းကိုလည်းသိခွင့်ရကြမှာရတော့မှာပါ။ဒီလိုသာဆိုရင်ဒုတိယကမ္ဘာစစ်ကြီးရဲ့ရလဒ်ဟာလည်းပြောင်းလဲသွားနိုင်တယ်လို့ဒီကနေ့ကမ္ဘာကြီးရဲ့သမိုင်းဟာလည်းတစ်မျိုးတစ်ဖုံဖြစ်သွားနိုင်ပါတယ်။စပွဲအန်ဆွဲကမီလီယံနေခဲ့တဲ့ဒီစမ်းသပ်မှုလေးတစ်ခုကသိပ္ပံလောကကြီးတစ်ခုလုံးကိုတော်လှန်ပစ်ခဲ့တာဆိုတာမယုံနိုင်စရာပါပဲ။
သိပ္ပံလောကဆိုတာကျွန်တော်တို့ထင်ထားသလိုပြည့်စုံတဲ့စံသက်ချက်တွေနဲ့ပဲတိဆောက်ထားတာမဟုတ်ပါဘူး။တစ်ခါလေမှာအခုလိုအလွဲလေးတွေမတော်တဆမှုတွေကနေလည်းခန္ဓာကြီးကျယ်တဲ့သမိုင်းဝင်တွေ့ရှိချက်တွေပေါ်ထွက်လာတတ်ပါတယ်။ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲ။နောက်လာမယ့်ဗီဒီယိုတွေမှာလည်းအခုလိုမျိုးစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာလေးတွေနဲ့ပြန်လာခဲ့ပါမယ်ခင်ဗျာ။